အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ပုပ်ရဟန်းမင်းကြီး Francis ရဲ့တည်ဆုံးတဲ့အကြောင်းနဲ့ပုပ်ရဟန်းမင်းကြီး Francis ရဲ့အထုပ်ပတ်တိအတူအကျဉ်းအနှဲငယ်ကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီး Francis ရဲ့မွေးဖွားခဲ့တဲ့ခုနှစ်ရာဆိုရင်တော့1936ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ပြန်လွန်တော်မူချိန်ကတော့2025ခုနှစ်၄လပိုင်း21ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်တက်တော်88နှစ်မှာကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီး Francis ရဲ့မိဘနှစ်ပါးဖြစ်ပြီးတော့မိခင်ရဲ့နာမည်မှာတော့ Regina Mario Sapori ဖြစ်ပြီးတော့ဖခင်ရဲ့နာမည်ကတော့ Mario Geoff Bergoglio ဖြစ်ကသားသမီး9ယောက်ထွန်းကားခဲ့ကြပါတယ်ပုပ်ရဟန်းမင်းကြီး Francis ရဲ့ငယ်နာမည်ကတော့ Oke Mario Gregorio ဖြစ်ပြီးတော့1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဘူအေနိုမြို့မှာမွေးဖွားတန်းစဉ်ခဲ့တာပဲဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီး Francis ဟာမောင်နှမ9ဦးအနက်အကြီးဆုံးသားဖြစ်ပြီးတော့ညီဖြစ်သူ2ဦးကလည်းဆုံးပါသွားခဲ့တယ်လို့ညီမ2ယောက်မှလည်းညီမဖြစ်သူ Maria Elena အဖြူရောင်ကာယဝတ်ဆင်ထားသူသာအသက်ရှင်ထင်ရှားကြံခဲ့တာပဲဖြစ်ပါတယ်။ညီဖြစ်သူ2ဦးကြားကရှိသူသည်ပုပ်ရဟန်းမင်းကြီး Francis ပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ဓာတ်ပုံကတော့2018ခုနှစ်တုန်းကပုပ်ရဟန်းမင်း Francis မင်းကြီးဟာမြန်မာပြည်ကိုကြွရောက်လာခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့ပုံပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ဗီဒီယိုကလည်း2018ခုနှစ်တုန်းကပုပ်ရဟန်းမင်းကြီးမြန်မာပြည်ကိုကြွရောက်ခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံစကားပြောခဲ့တဲ့ဗီဒီယိုဖိုင်လည်းဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာတော့ပုပ်ရဟန်းမင်းကြီး Francis ဟာတက်ရှိထင်ရှားမရှိတော့ဘဲနဲ့၄လပိုင်း2025ခုနှစ်21ရက်နေ့ကကွယ်လွန်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာ။